အလုံးပဲမင်္ဂလာပါ LOOK look ဆိုတဲ့စာလုံးတစ်လုံးနဲ့အဓိပ္ပာယ်မျိုးစုံထွက်စေမယ် phrasal verb ၃ခုကိုသိပါသလားဒီဗီဒီယိုမှာနေ့စဉ်အင်္ဂလိပ်စကားပြောအတွက်အသုံးတဲ့စေမယ် look ပါတဲ့ phrasal verb ၃ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ် Okay စလိုက်ကြမယ် Number 1 look for ဆိုတာကတော့တစ်ခုခုကိုရှာဖွေတာလို့အဓိပ္ပာယ်ရပါတယ်ဥပမာ I'm looking for my keys ကျွန်တော်ရဲ့ thought တွေကိုရှာနေတာပါ Number 2 look after ဒီစာလုံးကတော့တစ်ခုခုကိုဒါမှမဟုတ်တစ်စုံတစ်ယောက်ကိုဂရုတစိုက်စောင့်ရှောက်တယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဥပမာ She looks after her grandmother သူမကသူ့အဖွားကိုပြုစုစောင့်ရှောက်ပေးတယ် Number 3 look up ဒီစာလုံးလေးကတော့အချက်လက်ဒါမှမဟုတ်အဓိပ္ပာယ်ကိုရှာဖွေတယ်ဆိုတဲ့အခြေအနေမျိုးတွေမှာသုံးတာဖြစ်ပါတယ်ဥပမာ You should look up the word in a dictionary မင်းဒီစာလုံးရဲ့အဓိပ္ပာယ်ကိုအပိဓာန်မှာရှာကြည့်သင့်တယ်ဟုတ်ပါပြီဒီဗီဒီယိုလေးကနေအကျိုးကျေးဇူးတစ်ခုခုရရှိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ် channel လေးကိုလည်း follow လုပ်ထားဖို့မမေ့နဲ့အောင်နော်နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆုံပါမယ် bye